ပိုင်တကွန်ကသူ့မိသားစုနဲ့အဆင်မပြေတာကြပြီ။ဇနီးလင်းမြဖူးရဲ့အတော်ရင်ဖြစ်သူကပိုင်တကွန်တို့ရဲ့ပြဿနာအစကိုလူမှုကွန်ရက်ပေါ်မှာရှင်းလင်းရေးသားထားတာတွေ့ရပါတယ်။ကျမလင်းမြဖူးရဲ့အတော်ရင်ပါရှင်။ကိုတူမအကြောင်းဒီလောက်တိုက်ခိုက်ရေးနေမှာတော့ဝင်မပါချင်နဲ့ပြောပြရစီရှင်။ပိုင်တကွန်ကလည်းကိုတူအရင်လိုပဲအရန်လိမ်ပါတယ်ကလေး။စမိုင်းဆိုရင်လည်းငယ်ငယ်ကလေးကလိမ်မရေးသားရှိပြီးအေးဆေးသိမ်မွေးတဲ့မိကောင်းဖခင်သမီးလေးပါ။ကလေးတွေမှာဘာပြစ်ရှိလို့လဲကွယ်။ဒီကလေးတွေစပြီးမကြိုက်ခင်ကလေးကပိုင်တကွန်ကသူ့မိသားစုနဲ့အဆင်မပြေလို့အဝေးမှနေတာပါ။စမိုင်းလေးနဲ့စကြိုက်တဲ့အချိန်ပိုင်တကွန်ကသူ့မိသားစုအကြောင်းတူမလေးကိုပြောပြတယ်။တူမလေးကပိုင်တကွန်နဲ့ဒီမိသားစုအဆင်ပြေအောင်ပိုင်တကွန်စိတ်လျှော့ပြီးမိသားစုနားလည်ပေးဖို့အမြဲဆုံးမပေးခဲ့တာ9နှစ်ရှိပါပြီ။ကျမကိုယ်တိုင်လည်းဒီအတိုင်းပဲပိုင်တကွန်ဆုံးမတယ်။ပိုင်တကွန်နဲ့သူ့မိအဆင်မပြေတိုင်းတူမလေးကမြအလုပ်တွေပြစ်ပြီးမယူရသေးတဲ့ရောက်ခမစီကိုအမြဲသွားချောနေရတာနဲ့သူတို့တအိမ်လုံးသိကြပါတယ်။ဒီလိုမျိုးကိစ္စဆိုတာသူတို့ရည်စားတက်တက်မှမယူတတ်နိုင်ပါဘူး။ပိုင်တကွန်အထဲရောက်နေစင်မှာလည်းပိုင်တကွန်အမေကိုဘေးအသေးအံဖြစ်လို့ဒူမလေးအဖေကိုယ်တိုင်ပဲဆေးရုံတင်ခွင့်ရအောင်အောက်ဆီဂျင်ရအောင်ညတကောင်အချိန်မှအသက်ကယ်ပေးခဲ့တာပါ။ဒူမလေးကိုယ်တိုင်လည်းကူညီပေးခဲ့ရတာတွေမရေတွက်နိုင်ပါဘူး။သူတို့မင်္ဂလာဆောင်ဖို့လုပ်နေတဲ့အချိန်မှတော့မှပိုင်တကွန်ကအလုပ်တွေကြားထဲမှာမိသားစုပြဿနာဖြေရှင်းနေရတာနဲ့အချိန်ကုန်နေတာ။ကလေးကဆိုင်လာရင်တငုံငုံတရီနဲ့ဒီကလေးတွေဘာပြစ်လုပ်ထားလို့လဲ။ပြီးတော့သူ့မပိုင်တကွန်တို့ရဲ့အိမ်မှာနေပြီးစီးမဆောင်မနဲ့စမိုင်းလေးတို့မိဘတွေကိုအောက်တန်းစားတွေဆိုပြီးပိုင်တကွန်အိမ်ကအလုပ်သမားကိုပြောတယ်။အဲ့ဒီလုပ်သမားပိုင်တကွန်တို့ဇနီးမောင်နဲ့ဒရီကီကပြန်လာတဲ့အချိန်မှာပဲစမိုင်းကိုအကုန်ပြောပြတော့မှပဲဒူမလေးကသိရတာပါ။အဲ့ဒီတော့ကျမဒူမလေးစိတ်ဆိုးတာမှားလား။အမြဲပိုင်တကွန်တမျက်နှာနဲ့အလိုက်တသိနေခဲ့တဲ့ဒူမလေးကသူ့မိဘကိုဒီလိုပြောရင်ဘယ်ခံနိုင်မလဲ။အဲ့ဒါကြောင့်သူ့အမကိုစမိုင်းရောက်ဖုန်းဆက်ပြီးမေးတယ်။သူ့အမလည်းဟုတ်တယ်ငါပြောတယ်ဘာဖြစ်လဲဆိုပြီးသူတို့နှစ်ယောက်ဖုန်းထဲမှာပြဿနာဖြစ်ကြတယ်။တစ်ဖက်မှာလည်းကျမပိုင်တကွန်နဲ့စမိုင်းခီယာပြန်လာတော့ဆိုင်အတွက်စည်ရေးဝင်ထွက်တွေပြောမလို့စမိုင်းဖုန်းကိုဆက်တော့မအားလို့နောက်နံပါတ်တစ်ခုကိုဆက်ရင်းနဲ့ဖုန်းထဲကနေဒီပြဿနာအားလုံးကြားနေရတာသူ့သူရှာတဲ့ပြဿနာကိုသူ့ဘာသာမရှင်းမဲနဲ့သူ့အမေကိုသွားတိုင်နေကိုရဲ့မောင်ကအခုမှမင်္ဂလာဆောင်ပြီးုံပဲရှိသေးတယ်ဒီလိုလောက်တာအရင်မှရွေးနေကိုသားသမီးမားတာကိုသိရနဲ့မဆုံးမပဲနဲ့ပိုင်တကွန်အမေကစမိုင်းကိုဖုန်းဆက်ပြီးစမိုင်းမိဘတွေကိုမမတ်ရရိုက်နဲ့ထက်စော်ကားတယ်ဒါတွေတခုမကြံကျမအကုန်ကြားတယ်နော်စမိုင်းရဲ့အတော်တယောက်အနေနဲ့ကျမအိမ်မတန်စိတ်ဆိုးပါတယ်နောက်ဆုံးပိုင်တကွန်အမေကဒူမလေးကိုမျက်နှာချင်းဆိုင်ရှင်းမယ်နေမိဘတွေကိုခေါ်လိုက်ဆိုတော့ကျမစမိုင်းရဲ့အတော်တယောက်အနေနဲ့မဖြစ်သင့်တာတွေမဖြစ်အောင်လို့ဖုန်းချတာနဲ့အဲဒီညမှာပဲစမိုင်းမိဘတွေနဲ့အတူတူကျမလည်းသားပိုင်တကွန်ရဲ့အိမ်ကိုလိုက်သွားခဲ့တယ်ပိုင်တကွန်အမေကချက်ချင်းဆေးရုံတင်နေလို့ဆိုပြီးမလာခဲ့ပါဘူးအဲ့ဒီချိန်ထိကျမဒူမဘက်ကတကုံးမှမိုက်ရိုက်တဲ့စကားမပါခဲ့ဘူးသူမိဘကိုပြောလို့ငိုပဲငိုနေတယ်ကျမအကုန်ကြားတယ်နော်အဲ့ဒီနောက်ပိုင်းကလေးကပိုင်တကွန်နဲ့စမိုင်းကဒီနေ့ဒီပဲသူမိသားစုရဲ့အဝေးမှာပဲနေတယ်အဆက်အသွယ်လည်းမရှိကြဘူးကျမအမြင်ကတော့ဒီကလေးနှစ်ယောက်ကအင်မတန်ကောင်းမွန်ကြတဲ့သူတွေကျမတို့မှလူကြီးတွေကိုဘယ်တော့မှမရိုင်းခဲ့တယ်လို့ပဲပိုင်တကွန်ပေါ်မှာလည်းလီလီဆဆဆက်ဆံတဲ့ကလေးတစ်ယောက်ပါဘယ်တော့မှပိုင်တကွန်အမေပေါ်မှာစော်ကားပြောဆိုခြင်းမရှိတဲ့အပြင်အမြဲသူမိဘတွေလိုပဲဂရုစိုက်ပေးခဲ့တာချွေးမဆိုးလို့ပြောတာလဲကျမတကယ်စိတ်မကောင်းအခုဖြစ်ပျက်တွေကိုကျမကိုယ်တိုင်လည်းမြင်တွေ့ခဲ့ရတာမို့စိတ်မကောင်းလဲအလွန်ဖြစ်မိပါတယ်ဒီလိုစိတ်သဘောထားကောင်းမွန်တဲ့ကလေးနှစ်ယောက်ကိုပတ်ဝန်းကျင်ကကိုယ်တိုင်မသိပဲနဲ့တစ်ဖက်သက်ပြောဆိုနေကြတာကိုတော့မြင်ရတာစိတ်မကောင်းဖြစ်မိတာကြောင့်စမိုင်းတော်တယောက်အနေနဲ့ဝင်ရောက်ရေးခဲ့ရခြင်းပဲဖြစ်ပါတယ်